လေကထစ်လေကျင်ကန် Hello ဒီနေ့သွားမှာကမခုံဘူးအရင်မခုံဘူးပေါ့နော်ပြီးလို့ရှိရင်ချွေးထွက်တဲ့လေကျင်ကန်စစချင်းတော့ကျွန်တော်တို့ထိုင်ထသွားမယ်ထိုင်တဲ့ချိန်မှာလက်ကမြေကြီးကိုထိပြီးတော့ထားတဲ့ချိန်မှာလက်ကအပေါ်ကိုမြောက်မယ်ကျွန်တော်တို့အဲ့ဒီဥစ္စာကို10ခါပဲသွားမယ်ပထမတကြော့ကို10ခါစီပဲသွားမယ်နော်3 2 1ဟုတ်ပြီနောက်သွားမယ်တစ်ခုက high plan ထောင်းမယ်ဒူးကောင်းကတရောင်စွန့်ကိုသွားထိတဲ့ဟာပဲတစ်ခါညာတစ်ခါကို10ခါပဲเนาะကျွန်တော်တို့အခုသွားမယ့်ဟာလေးတွေက10ခါလေးတွေပထမတစ်ကြော့ပြီးရင်15ခါအဲ့လိုမျိုးသွားမယ်เนาะ3 2 1ဟုတ်ပြီနောက်သွားမယ့်တစ်ခုကကျွန်တော်ဖြာကိုနှစ်ထပ်ခင်းလိုက်မယ်ကျွန်တော်တို့ဒူးကောင်းလေးကွေးပြီးတော့ဆူလိုက်ဆန်လိုက်အဲ့တစ်ခုသွားမယ်လက်ကအနောက်ကိုနည်းနည်းထောက်လို့ရတယ်နည်းနည်းလေးထိန်းပြီးတော့ဒါကိုလည်း10ခါသွားမယ်เนาะနောက်သွားမယ့်တစ်ခုကမသက်ရက်ပြီးတော့ဒူးကောင်းတဲ့တရောင်စင်ထိတဲ့ဥစ္စာကိုသွားမယ်ပေတစ်ခါညာတစ်ခါကို10ခါပဲကျွန်တော်တို့တစ်ခုနဲ့တစ်ခုကြားထဲမှာမနာဘူးအပြောင်းလဲလုပ်တဲ့ချိန်မှာထိုင်ရထရဖြာခောက်ရတာအဲ့ဒါလေးပဲရှိမယ်နော်3 2 1ဟုတ်ပြီနောက်သွားမယ့်တစ်ခုက high plan ထောက်မယ်ခြေထောက်ကိုဆူလိုက်ကားလိုက်ခုံတာလေးဒီတစ်ခုပဲနည်းနည်းခုံတယ်နော်10ခါသွားပါမယ်3 2 1ဟုတ်ပြီနောက်ဆုံးတစ်ခုကကျွန်တော်လဲလိုက်မယ်လဲပြီးတော့ဒူးကောင်းတဲ့တထောင်စင်းကိုထိမယ်ဆန့်တဲ့ချိန်မှာကျွန်တော်တို့ခြေထောက်ကိုဆန့်ဆန့်လေးသွားမယ်เนาะဒီဥစ္စာကိုလည်းပဲတစ်ခါညာတစ်ခါကို10ခါသွားမယ်ဒါပြီးလို့ရှိရင်ကျွန်တော်ပထမကြော့ပြီးပြီ3 2 1 okay ပထမကြော့ပြီးပြီကျွန်တော်တို့10မိနစ်နားမယ်10မိနစ်ပဲနားမယ်နားပြီးရင်သွားမှာဒုတိယတကြောခဏလောလှုပ်ထားတဲ့6မျိုးကိုပဲပြန်လုပ်မယ်ဒုတိယတကြောကြတော့15ခါသွားမယ်ဒီတိုင်းပဲတတိယတကြောက20 25အဲ့လိုမျိုးသွားမယ်เนาะဟုတ်ပြီကျွန်တော်စစင်တစ်ဖြစ်လို့ရှိရင်ထိုင်ထားကိုပြန်စမယ်ထိုင်တဲ့ချိန်မှာလက်ကမြေကြီးထိထားတဲ့ချိန်မှာလက်ကအပေါ်မြောက်တဲ့ဥစ္စာဒီ
ပြီကျွန်တော်တို့ဒုတိယတကြောပြီးသွားပြီเนาะဒီတကြောအကုန်လုံး15ခါလောက်တဲ့တကြောပါကျွန်တော်တကြောနဲ့တကြောကြားထဲကိုစက္ကန့်30နဲ့10မိနစ်ကြားထဲနားလို့ရတယ်เนาะကျွန်တော်တို့အကြာကြီးမနာဘူးရှေ့ကလည်းစက္ကန့်30လောက်ပါတယ်ဒီမှာလည်းစက္ကန့်30လောက်ပဲနားမယ်နောက်တစ်ခုကိုစတိုက်သွားမယ်เนาะမိတ်ဆွေတို့လိုအပ်လို့ရှင်10မိနစ်လောက်နားလို့ရတယ်เนาะကျွန်တော်နောက်တစ်ခုလည်းစမယ်ထိုင်ထားကနေစမယ်เนาะအစင်တစ်ဖြစ်လို့ရှိရင်စပါမယ်ထိုင်တဲ့ချိန်မှာလက်ကမြေကြီးကိုထိမယ်ထားတဲ့ချိန်မှာလက်ကအပေါ်ထိမြောက်မယ်เนาะဒီတစ်ခါကိုကျွန်တော်တို့အခါ20ကိုမသွားတော့ဘူး30 15ဆိုအမှန်ဆိုဒီတစ်ခါကအခါ20ဒါပေမဲ့ကျွန်တော်သဆင့်ခုံလိုက်မယ်เนาะ25ကိုသွားမယ်25သွားပြီးလို့ရှိရင်နောက်တစ်ခေါက်ကျရင်30ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပြီးသွားပြီเนาะဘာဖြစ်လို့ဆိုကျွန်တော်15မိနစ်လောက်ပဲလုပ်ချင်လို့ဒီတက်တရကြော့ထိုင်ထားစားလုပ်တဲ့အချိန်မှာညောင်းစညောင်းနေလောက်ပါပြီတော်တော်လေးကိုလေပထမတကြောနဲ့ဒုတိယတကြောလောက်တာလောက်တော့မလွယ်တော့ဘူးပြီးရင်ဒီတကြောက25ခါဆိုတော့မိတ်ဆွေတို့နည်းနည်းလေးအားသိမ်းပြီးလောက်သွားပေးပါเนาะကြားတဲ့ကားလိုက်ဆူလိုက်ကားလိုက်25ခါပါပဲเนาะကျွန်တော်တို့လေဒီလွယ်တဲ့ဟာလေးတွေကိုပဲတွားလို့ရှိရင်ကောင်းတာကခဏကျွန်တော်ပြောတဲ့အတိုင်းပဲမမေ့ဘူးမှတ်မိတယ်မီးပြက်လို့ line ပြက်လို့ဆိုရင်လည်းကိုယ့်တကူမိတ်ဆွေတို့အဆင်သင့်ဖြစ်ပြီလား
အစင်တစ်ဖြစ်ရင်ကျွန်တော်တို့နောက်ဆုံးကြောကိုစမယ်အတူတူပဲထိုင်ထားကနေစမယ်အခါ3ဟုတ်ပြီလဲလိုက်မယ်လဲပြီးလို့ရှိရင်ကျွန်တော်တို့ဒူးကောင်းတောင်စင်ထိတာပဲเนาะစပိန်စီတဲ့ဟာကိုသွားမယ်ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေ့ရဲ့လေ့ကျင့်ခန်းကပြီးသွားပါပြီเนาะအရင်လည်းမခတ်ဘူးဒါပေမဲ့တကိုယ်လုံးချွေးလုံးဝပေါက်ပေါက်ထွက်နေလောက်ပြီးထင်တာပဲအထူးသဖြင့်ရန်ကုန်မန်းလေးလိုမျိုးတော်တော်အိုက်နေတဲ့နေရာတွေဆိုလို့ရှိရင်တော်တော်လေးချွေးထွက်မယ်မနဲ့ဆော့ဆော့လောက်တာမဟုတ်ပဲနဲ့နေ့လယ်လို့ညနေလို့မှလောက်လို့ရှိရင်တော့ချွေးကရေချိုးထားတယ်လို့ကိုထွက်ပါလိမ့်မယ်နော်လေ့ကျင့်ခန်းဗီဒီယိုလေးတွေကမိတ်ဆွေတွေအဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Facebook page YouTube channel လေးတွေကို subscribe like နဲ့ share လေးတွေလုပ်ပေးပါအောင်เนาะကျေးဇူးအများကြီးတင်ပါတယ်နေ့တစ်ဟုတ်ပြီကျွန်တော်တို့ဒီနေ့လေ့ကျင့်ခန်းနေအကုန်လုံးပြီးသွားပြီเนาะ
ဘလောက်မှမကြဘူးမိတ်ဆွေချွေးရမ်းထွက်တဲ့အစီလဲအရန်ချရเนาะကျွန်တော်တို့နောက်ထပ်ဆက်သွားမှာအကျော်လေးဆန့်မယ်လက်ကိုအပေါ်ကိုဆန့်လိုက်မယ်ကျွန်တော်ပြတဲ့အတိုင်းလေးပဲဆန့်ထားလိုက်မယ်ပြီးလို့ရှိရင်နောက်လက်တစ်ဖက်ကအခြားတစ်ဖက်ကိုဒီလိုမျိုးလေးကွေးပြီးတော့ဆွဲလိုက်တာပေါ့เนาะကျွန်တော်ဘေးကနေပြတော့ပို့ထင်းမယ်ပြီးရင်ပက်ပြောင်းမယ်ဒီတိုင်းလေးပဲလက်ထောက်တာလေးတွေရှိတော့ခါကြလက်လေးကိုလည်းအကျော်နည်းနည်းဆန့်ပေးမယ်ပြီးရင်လက်ကိုအပေါ်ကနေပြီးတော့အောက်ကိုဖြည်းဖြည်းချင်းချလိုက်မယ်လုံးဝခြေထောက်ကိုတစ်ဖက်ချင်းစီကွေးလိုက်မယ်ဆန့်ထားတဲ့ခြေထောက်ကတင်းနေမယ်အဲ့ဒါတို့အကျော်ကိုဆန့်ပေးတာပြီးလို့ရှိရင်ပက်ပြောင်းမယ်ပက်ပြောင်းပြီးတော့နှစ်ဖက်စလုံးကိုအကျော်တစ်ဖက်ချင်းစီလျှော့ပေးမယ်နောက်ပြီးလို့ရှိရင်နှစ်ဖက်စလုံးကိုဆန့်ထားမယ်အဲ့ဒါဆိုရင်နှစ်ဖက်စလုံးရဲ့ခြေထောက်ကတင်းနေမယ်လက်တစ်ဖက်ကိုအပေါ်ကိုမြောက်လိုက်မယ်မျက်နှာကမြောက်တဲ့လက်ကိုလိုက်ကြည့်မယ်လုံးဝလက်ကိုအပေါ်ကိုကားနိုင်တဲ့လောက်ထိကားပြီးเนาะပြီးရင်ပက်ပြောင်းမယ်ဖြည်းဖြည်းချင်းပဲသွားမယ်အပေါ်ကိုလက်ကိုမြောက်ပြီးတော့ပက်ပြောင်းမယ်ပြီးလို့ရှိရင်အဲ့ဒီလက်ကိုဖြည်းဖြည်းချင်းပြန်ချလိုက်မယ်ဖြည်းဖြည်းချင်းပြန်ချပြီးရင်ခြေတစ်လုံးကိုသွားပြီးတော့ဖတ်ထားမယ်ဖတ်ပြီးမျက်နှာကဒူးကောင်းနဲ့ထိနိုင်တဲ့လောက်ထိပေးမယ်ခြေထောက်ကဆက်ဆက်လေးဒါဆိုလို့ရှိရင်ခြေထောက်ရဲ့အကျော်လေးတွေကိုလျှော့ပေးတယ်เนาะကျွန်တော်တို့လေ့ကျင့်ခန်းလုပ်ပြီးလို့ရှိရင်အကျော်လျှော့ဖို့မမေ့ပါနဲ့လေ့ကျင့်ခန်းကတကယ်လို့15မိနစ်လောက်လုပ်တယ်ဆိုရင်အကျော်ကအနည်းဆုံး10မိနစ်2မိနစ်လောက်တော့လျှော့ပေးပါเนาะပြီးလို့ရှိရင်ကျွန်တော်တို့အကုန်လုံးဖြည်းဖြည်းလေးမတ်တက်ရက်လိုက်မယ်ဒါဆိုရင်ဒီနေ့ရဲ့လေ့ကျင့်ခန်းလေးတွေအကုန်ပြီးပြီ bye bye